ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်စီအောင်လွှဲမပါစေ2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာငွေကန်တွေရွှေကန်တွေအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်မိတ်ဆွေအရင်အခြားဆရာသမားအရင်အခြားများနဲ့ပတ်သက်ပြီးတော့ဒီနေ့တတိထားနော်သူတို့ပြဿနာကိုပြဿနာဖြစ်ပြီးတော့သူတို့ပြဿနာတွေမှာကိုကဂျားညက်ပြီးတော့ခေါင်းကန်ပြီးတော့ဖြည့်ရှင်းပြရတာစိတ်ရှုပ်ဆရာများနဲ့လည်းကြုံရတဲ့အချီရေးမှာလည်းချစ်သူစီကနေပြီးတော့တရင်ကောင်းကြားရတဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာနှစ်ဖက်မိသားစုနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ဆင်းရဲရတာမျိုးတွေကြုံရတဲ့ကျမ်းမာရေးအနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့အမျိုးတွေခံစားရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့2နဲ့4ဖြစ်ပြီးတော့အကျိုးပေးတဲ့ရှောင်းမှာအဖြူရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဘုရားမှာဝဟင်းကကလူပေးရမှာဖြစ်ပါတယ်ရှင်